こんにちは皆さんဒီနေ့ကျွန်တော်ဘုကူကျလုံးမဲ့ဂရမာကဟိုကဤသူ့မှာတွဲတဲ့နှစ်ခုကတာဖောင်နဲ့နိုင်ဖောင်နှစ်ခုပဲရှိမယ်ဘတ်တာဟိုကဤဘတ်နိုင်ဟိုကဤသူ့ရဲ့အဓိပ္ပာယ်ကြတော့ဘတ်ထာကကောင်းတယ်မဘတ်ထာကကောင်းတယ်ဒီလိုမလားမယ်သူ့ရဲ့တုံနှုံနဲ့ကြတော့ဘယ်လိုရှိမှတုံးမလဲဆိုရင်အကြံဉာဏ်ပေးတဲ့အခါမှာတိုက်တွန်းပြောဆိုတဲ့အခါမှာတုံးတယ်နော်အဲဆိုလို့ချင်း rebel ကိုကြည့်မယ်နေစကာအာရတိုယာစွန်ဒါဟိုကဤဖြားနေရင်အနာယူတာကောင်းတယ်နော်ဟာချီချီနိုအာတို၈နိုင်နောက်ပိုင်းဂေါဟန်ဟုဘန်ဂေါဟန်ဟုညစာကိုတာဘေးနိုင်ဟိုကဤဒက်၈နိုင်နောက်ပိုင်းညစာမစားတာကောင်းတယ်ဒါဆိုဝေးချောနေတဲ့တငယ်ချင်းတွေပါတွေကိုကြံပြီးတဲ့အခါမှာဒုံတဲ့ပုံစံမျိုးပေါ့တာဖောင်နဲ့တစ်ချောင်းနိုင်ဖောင်နဲ့တစ်ချောင်းအဲ့ဒီလိုမျိုးလေးတုံးပေးထားတယ်ဘတ်တာဟိုကဤဘတ်နိုင်ဟိုကဤဘတ်ထာကောင်းတယ်မဘတ်ထာကောင်းတယ်ဒီ grammar ရန်တုံးတယ်